မစခင်မှာအပိုင်းတရဲ့အဆုံးသက်လေးကိုနည်းနည်းပြန်နှွေးလိုက်ကြရအောင်ပေါ့ Prophet ကြီးရှမွေလာကဘုရားသခင်ရဲ့အမိန့်တော်အတိုင်း Israel ရဲ့အဘရင်ဖြစ်ဖို့သူ့အကြောင်းသားလေးဒါဝိဒ်စီကိုသွားနေပါဒါပေမဲ့လက်ရှိဘုရင်ကြီးရှောလူကတော့နန်းတော်ထဲမှာသူ့ရဲ့အာဏာကိုမလွတ်ကျင်ပဲယူသွမှုတွေရင်ဆိုင်နေရတဲ့အချိန်ပေါ့ဒီအပိုင်းကတော့ဒါဝိဒ်ရဲ့ငယ်ဘဝတိတ်မြင်ကွင်းနေနဲ့စဖွင့်ထားခဲ့ပါတယ်ငယ်ရွယ်တဲ့ဒါဝိဒ်လေးကသူ့ရဲ့မိခင်နတ်ဇဘတ်နဲ့အတူဆူတောင်းပွဲကိုသွားနေတာကိုတွေ့ရပါတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကဒါအဝိဒ်ရဲ့အမေဟာယေရှဲရဲ့တရားဝင်မယကြီးမဟုတ်ပဲနဲ့မယားငယ်ဒါမှမဟုတ်ဒုတိယဇနီးဖြစ်နေပုံပါပဲလမ်းမှာမိသားစုဝင်တချို့နဲ့ရွာသားတွေကသူတို့ရဲ့သားအမိကိုဝိုင်းပြီးတော့မှကဲ့ရဲ့ရှုံချကြပါတယ်ယစီရဲ့မယားငယ်ဆိုပြီးအဆက်ခွဲကြတာပေါ့နဇဘတ်ကတော့သူမမှာထူးခြားတဲ့အမြင်အာရုံတစ်ခုရှိနေပြီးတော့သူမရဲ့သားလေးဒါဝိဒ်ဟာနှိမ့်ကြရင်ကြီးမြတ်မဲ့သူဖြစ်လာလိမ့်မယ်လို့ကြုံမြင်နေခဲ့တာပါနဇဘတ်ကဒါဝိဒ်လေးကိုဘုရားသခင်ရဲ့အတန်တော်ကိုနားထောင်တတ်ဖို့ဘုရားသခင်ကိုမြင်တတ်ဖို့ကိုသင်ကြားပေးပါတယ်ဒါပေမဲ့ကံကြမ္မာကအရန်ရက်ဆက်ပါတယ်ဒီနေ့မှာတော့ဒါဝိဒ်လေးကိုကာကွယ်ရင်းနဇဘတ်ကအပိုင်းတင်မှာတိုက်ခိုက်ခဲ့တဲ့ချင်းသိကြီးရဲ့ရန်ပြုတ်ခြင်းကိုခံလိုက်ရပြီးအသက်ဆုံးရှုံးလိုက်ရပါတယ်ဒီမရဲ့မတိခင်နောက်ဆုံးအချိန်လေးမှာဒါလေးမင်းမတောက်ပတဲ့အနာဂတ်ရှိတယ်ဆိုပြီးတော့မှအမှားပေးခဲ့ပါတယ်ဘာလို့လဲဘာကြောင့်လဲဆိုတော့ကိုတော့တိတိကျကျမပြောပြခဲ့ပါဘူးဒီလိုအဖြစ်ရဲ့ဆိုကြီးပြီးတဲ့နောက်ပိုင်းမှာတော့ဒါဝိဒ်ရဲ့အဖေဂျက်စီကတော့သူ့ရဲ့ဇနီးဆုံးရှုံးမှုအတွက်ဒါဝိဒ်ကိုအပြစ်တင်ပါတော့တယ်ဒါကြောင့်လဲဒါဝိဒ်ကိုအိမ်မှာမထားပဲတောင်ကုန်းတွေပေါ်မှာတိုးချောင်းဖို့အဝေးကိုပို့လိုက်ရတာလည်းဖြစ်ပါတယ်ပိုင်းတက်မှာဒါဝိဒ်ကချင်းသိကိုတက်ပြီးတော့အိမ်ပြန်လာတဲ့အခါအဖေကသူ့ကိုဘာလို့ပိုက်ရိုက်ခဲ့တယ်လဲဆိုတာဒီအတိတ်ဇလန်ကရှင်းပြနေတာပါအဖေဖြစ်သူရဲ့စိတ်ထဲမှာဒီကောင်လေးဟာပြဿနာကောင်အမေကိုတည်စီခဲ့တဲ့ကောင်ဆိုပြီးတော့မှအစွဲကြီးနေပုံရပါတယ်နောက်တစ်ခါမှာတော့ဣဆုတ်ပံကာလဒီဘာမျိုးကရှောလူဘရင်ရဲ့နန်းတော်ကိုသွားကြည့်ကြတာပေါ့ဘရင်ကြီးရှောလူရဲ့အခြေအနေကတော်တော်လေးဆိုးရွားနေပါပြီသူကရက်ပေါင်းများစွာအိပ်ပျော်နေတတ်တယ်လို့နိုးလာပြန်ရင်လည်းစိတ်ကပုံမှန်မဟုတ်နေပြန်တော့ပါဘူးသူ့ရဲ့သမီးမိခါစစ်သူကြီးအာဗနာဘီဘီယာကြီးအဟိနောင်တို့ကလည်းရှောလူအတွက်အရန်ကိုစိတ်ပူပန်နေကြပါတယ်ရှောလူကသူ့ရဲ့စိတ်ထဲမှာအကြောက်တရားကိုဖွင့်ဟလာပါတယ် Prophet ကြီးရှမွေလာကသူ့ကိုဘုရားသခင်ကမင်းကိုဖယ်ရှားလိုက်ပြီလို့ပြောခဲ့တဲ့စကားကိုပြန်ပြီးပြောပြပါတယ်ဒီကိစ္စကိုဘယ်သူမှပြန်မပြောဖို့အမိန့်ပေးထားပါတယ်သူစစ်သူကြီးအာဗနာကတော့ရှမွေလာရဲ့လုပ်ရဟာနိုင်ငံတော်ပုံကံမှုပဲလို့ဒေါ်တာထွက်နေပြီမဲ့မိဖုရားကြီးကတော့ကျော်လူစိတ်တည်ငြိမ်အောင်နေသိဖို့ကြိုးစားပါတယ်ဒါပေမဲ့နန်းတွင်းရဲ့နောက်ကွယ်မှာကြောက်စရာကောင်းတဲ့အစီအစဉ်ကြီးတစ်ခုကရှိနေပါတယ်မိဖုရားကြီးအဟိနောင်ကသူမရဲ့ခင်ပွန်းထီနန်းကိုကာကွယ်ဖို့အတွက်ဘာမဆိုလှုပ်ပေးမဲ့အမျိုးသမီးတစ်ယောက်ပါသူမကစစ်သူကြီးအာဗနာကိုတိတ်တိတ်ဆိတ်ဆိတ်ခေါ်ပြီးအမိန့်တစ်ခုပေးလိုက်ပါတယ်ဒါကတော့ရှမွေလာနောက်ထပ်ဗိတ်သိက်ပေးမဲ့သူဘသူပဲဖြစ်ဖြစ်အဲ့ဒီလူကိုတပ်ပြရမယ်ဆိုတာပါပဲဒါကတကယ့်ကိုအန်ဒီရဲ့များတဲ့အမိန့်တစ်ခုဖြစ်လာပါတော့တယ်နောက်တစ်ခါမှာတော့တစ်ဖက်ကဂါသမြို့မှာရှိတဲ့ဖိလိတိလူမျိုးတွေရဲ့ဘရင်ကြီးအာခိရှ်ရဲ့လှုပ်ရှားမှုတွေကိုတွေ့ရပါတယ်အာခိရှ်ကဖိလိတိမြို့ပြ၅မြို့ရဲ့ဘရင်တွေကိုစုစည်းပြီးတော့အစ္စရေးကိုတိုက်ခိုက်ဖို့ကြိုးစားနေပါတယ်ကျန်တဲ့ဘရင်၄ပါးကသူနဲ့မပူးပေါင်းခြင်းကြပါဘူးသူတို့ကရှောလူဘရင်ကိုချိန်ချောက်မှုကြီးတစ်ခုလိုမြင်ကြတယ်လို့အာခိရှ်ကသူ့ရဲ့အဖေကိုရှောလူတက်ခဲ့တဲ့အတွက်ဂလေစားခြေချင်နေတာလို့တန်ရထင်နေကြပါတယ်အာခိရှ်ကလက်မလျှော့ခဲ့ပါဘူးသူကရှေးဟောင်းနတ်ဘုရားတွေအထူးသဖြင့်အာနကိန်လို့ခေါ်တဲ့အေယာမလူဘလူးကြီးတွေကိုရှာဖွေပြီးအင်အားဖြည့်ဖို့ကြိုးစားပါတယ်ဒီနေရာမှာဇက်လန်းကတမိုင်းကျောင်းနဲ့ဒဏ္ဍာရီကိုပေါင်းစည်းပြီးပို့ပြီးတော့မှတဲတဲ့ရင်ဖို့ကောင်းအောင်ဖန်တီးထားတာကိုတွေ့ရပါတယ်နောက်တစ်ခါမှာတော့ပြန်ပြီးတော့ဘက်လင်မျိုးကဒါဝိဒ်တို့စီကိုလှည့်သွားခဲ့ပါတယ်ဒါဝိဒ်ကသူ့ကျောင်းသားဘဝကနေရုံထွက်ပြီးကဘာကြီးကိုစူးစမ်းကျင်စိတ်ပြင်းပြနေတဲ့လူငယ်လေးတစ်ယောက်ပါသူ့အကိုအေလျာဘာကစစ်မှုထမ်းဖို့အတွက်ပြင်ဆင်နေတဲ့အချိန်ဒါဝိဒ်ကလည်းလိုက်ချင်နေခဲ့ပါတယ်အေလျာဘာကအစာပိုင်းမှာဒါဝိဒ်ကိုအလိုမကျပြီမဲ့နောက်ဆုံးမှာတော့သူ့ညီကိုခေါ်ပြီးတော့ခရီးထွက်ခဲ့ပါတယ်သူတို့နှစ်ယောက်ကအရင်တိုက်ပွဲဖြစ်ခဲ့မှုတဲ့နေဆက်မြို့ပြလေးတစ်ခုကိုရောက်သွားကြပါတယ်အဲ့ဒီမှာအေလျာဘာကဒါဝိဒ်ကိုဂေါလိယတ်လို့ခေါ်တဲ့ဘလူးကြီးရဲ့လက်ဝါးရာကိုပြလိုက်ပါတယ်ဒီလက်ဝါးရာကတာမန်လူထက်အများကြီးကြီးမားနေတာကိုတွေးမြင်ရတော့မှရန်သူအင်အားကဘလောက်ကြီးမားလဲဆိုတော့ကိုဒါဝိဒ်ကတဘောပေါက်စပြုတ်လာပါတယ်ဒီနေရာမှာစိတ်လှုပ်ရှားစရာအချိုးကွေးတစ်ခုဖြစ်လာပါတယ်ဒါကဒါဝိဒ်တယောက်ရဲ့လမ်းလျှောက်သွားနေရင်လည်းလူစိမ်းတယောက်နဲ့တွေ့ဆုံပါတယ်အဲ့ဒီလူကတခြားမဟုတ်ပါဘူးရန်သူခေါင်းဆောင်ဂါသဘရင်အာခိရှ်ပါပဲသူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ဘယ်သူမှမသိကြပါဘူးသူတို့နှစ်ယောက်ကစကားပြောရင်းနဲ့ထူးဆန်းတဲ့တူညီချက်တစ်ခုကိုတွေ့ကြပါတယ်အဲ့ဒါကမိသားစုကမြစ်လူရှုထားတယ်တန်ဖိုးမထားဘူးဆိုတဲ့ခံစားချက်ပါပဲရန်သူခေါင်းဆောင်နဲ့အနာဂတ်အစ္စရေးဘရင်တို့ရဲ့ဒီလိုတွေ့ဆုံမှုဟာအဲ့ကိုကံကြမ္မာရဲ့လက်ကွက်တစ်ခုလိုဖြစ်နေခဲ့ပါတယ်ဒါကပြောနေတော့ဖိလိတိတွေရောက်လာပြီးတိုက်ခိုက်ပါတော့တယ်ဒါဝိဒ်အန်ဒီရဲ့ကြုံနေတဲ့အချိန်မှာကိုကြီးအေလျာဘာရောက်လာပြီးသူ့ညီကိုကာကွယ်ဖို့တက်နဲ့ရင်းပြီးတော့ကဲခဲ့ရပါတယ်တိုက်ပွဲကအရန်ကြမ်းတမ်းပါတယ်ဒါခုတ်တန်တွေလန်ထိုးတန်တွေအပြည့်နဲ့နေတဲ့အချိန်မှာပဲရုတ်တရက်ဆိုသလိုအဝေးကနေများတစ်စင်းပြန်လာပြီးအေလျာဘာကိုထိမှန်သွားပါတယ်ပြစ်လိုက်တဲ့သူကတော့အာခိရှ်ပါပဲအေလျာဘာတိုင်းကအပြင်းထန်ရသွားပြီမယ်သူတို့နှစ်ယောက်ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်အေလျာဘာကငါ့ကိုထားပြီးမင်းပြေးတော့လို့ပြောပေမဲ့ဒါဝိဒ်ကလုံးဝလက်မခံပါဘူးသူ့ရဲ့အကူကိုထွဲထူပြီးတော့ဘေးကင်းရာကိုခေါ်သွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲနန်းတော်ထဲမှာရှောလူဘရင်ရဲ့အခြေအနေက
ကလည်းအထွတ်ထိပ်ကိုရောက်နေပါပြီအိမ်မက်ဆိုးတွေမှတ်ပြီးလက်နိုးလာတာရှောလူကစိတ်ဖောက်ပြန်ပြီးသူ့ရဲ့သားတော်ဂျော်နသန်ကိုတောင်ဓာတ်နဲ့ပြန်ပြီးတိုက်ခိုက်ဖို့လုပ်ပါတော့တယ်အဖအချင်းချင်းတပ်ပွဲဖြစ်ခံသည့်စစဲမှာပဲစစ်သူကြီးအဘနာဝင်ရောက်လာလို့တားဆီးလိုက်မှုသာတက်တာရသွားခဲ့ပါတယ်ရှောလူဟာသူ့ရဲ့လုပ်ရက်ကိုမြင်ပြီးငါဘလို့ဖြစ်ပြီးဒီအချင်းတွေရောက်လာတာလဲဆိုပြီးတော့နောင်တရကြည်ကွဲနေရတဲ့မြင်ကွင်းကတကယ်ကိုတနာစရာတော့ကောင်းပါတယ်ဇလန်းရဲ့အဆုံးသက်မှာတော့ဒဏ်ရာရထားတဲ့အကူကြီးအေးလျဘောက်ကိုတွဲခေါ်လာတဲ့ဒါဝိဒ်ကိုပြထားပါတယ်နာကျင်မှုတွေသွေးတွေကြားကနေဒါဝိဒ်ကရင့်ကျက်လာပုံပေါက်ပါတယ်သူကအေးလျဘောက်ကိုကြည်ပြီးစကားတခုပြောလိုက်ပါတယ်ကျွန်တော်ကအကိုထင်ထားတဲ့ပူတမ်းမှာပါတယ်ဒီစကားကိုသူ့ကြောင်းလာတဲ့ဘဝကနေစစ်တီတော့ပြီးတော့ဘရင်တစ်ပါးဖြစ်လာမယ်ဒါဝိဒ်ရဲ့စိတ်သက်ခွန်အားကိုစတင်မီးမောင်းထိုးပြနေတာပါဆိုတော့ဒါဝိဒ်ကနန်းတော်ကိုဘလို့ရောက်သွားမလဲဂိုလင်းနဲ့ကောဘလို့ရင်ဆိုင်ရမလဲဆိုတဲ့အရာတွေကိုနောက်အပိုင်းတွေမှာဆက်လက်ကြည့်ရှုပေးကြပါအောင်လို့ပြောရင်းနဲ့ပဲနောက်ထပ်တစ်ပိုင်းမှာပြန်ပြီးတွေ့ကြပါမယ်